ရှေးနာရီကိုကမ္ဘာပေါ်မှာပထမဆုံးတီထွင်ခဲ့တဲ့နာရီအမျိုးအစားတစ်ခုလို့ယူဆရပါတယ်။၎င်းရဲ့ဖြစ်ပေါ်လာပုံကတော့အချိန်ကိုတိုင်းတာဖို့အတွက်ရှေးခေတ်လူသားတွေဟာနေရောင်ခြည်အရိပ်တဲနာရီစတာတွေကိုအသုံးပြုခဲ့ကြပါတယ်။ဒါပေမဲ့ညဘက်နဲ့တိမ်ထူတဲ့နေ့တွေမှာအချိန်ကိုတိတိကျကျမတိုင်းတာနိုင်ခဲ့ပါဘူး။ထိုအခက်အခဲကိုကျော်လွှားဖို့အတွက်ရေရဲ့စီးဆင်းမှုကိုအခြေခံတဲ့နာရီကိုစတင်တီထွင်ခဲ့ကြပါတယ်။အစောဆုံးရေနာရီတွေကိုရှေးခေတ်အီဂျစ်၊ဘေဘီလုံ၊တရုတ်နဲ့အိန္ဒိယနိုင်ငံတွေမှာတွေ့ရှိခဲ့ရပါတယ်။အစောဆုံးရေနာရီတွေဟာရေကဖြည်းဖြည်းချင်းယိုစိမ့်ထွက်သွားတဲ့အိုတစ်လုံးဒါမှမဟုတ်ရေကဖြည်းဖြည်းချင်းပြည့်လာတဲ့အိုတစ်လုံးဖြစ်ပြီးရေမျက်နှာပြင်အမြင့်ကိုကြည့်ပြီးအချိန်ကိုခန့်မှန်းခဲ့ကြပါတယ်။အချိန်ကာလကြာလာတာနဲ့မျှရေနာရီတွေကိုပိုမိုရှုပ်ထွေးပြီးတိကျအောင်ပြုလုပ်လာကြပါတယ်။ဂီယာတွေ၊အလေးတွေနဲ့အလိုအလျောက်ယန္တရားတွေကိုပေါင်းစပ်ပြီးပိုမိုတိကျတဲ့အချိန်တိုင်းတာမှုတွေကိုပြုလုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့်ရေနာရီတွေဟာနာရီစက်တွေနဲ့တန်းကြိုးနာရီတွေမပေါ်မီအချိန်ထိထောင်စုနှစ်ပေါင်းများစွာကြာအောင်အချိန်တိုင်းတာရာမှာအရေးပါတဲ့ကိရိယာတစ်ခုအဖြစ်အသုံးပြုခဲ့ကြတာကိုလေ့လာတွေ့ရှိရပါတယ်